ပေါ့နော်သူဒီ inverter technology လေးကဆန်းတယ်ပုံမှန်အားဖြင့်ဒီမှာအိမ်ဒီမှာအသုံးပြုလို့ရှိရင်ဒီ electricity ရဲ့ AC နဲ့ပဲသုံးကြရဆိုတော့လေဒါပေမဲ့ဒီကောင်ကသူ inverter မှာDC to DC change တဲ့ technology လေးနဲ့သုံးပြရဲအဲ့ဒီအတွက်ကြောင့်မလို့လဲဒီ watt များနဲ့ပေါ့နော် EV ကိုအိမ်မှာပဲအားသွင်းလို့ရတယ်ဟိုလို home station လောက်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီပေါ့ပပနဲ့ပေါ့နော်လွယ်လွယ်ကူကူအားသွင်းလို့ရတယ်အဲ့အတွက်လည်းအများကြီး safety ရဆိုတော့ဒီကတခြား inverter တွေမှာမကြားဘူးလေးကိုလေဆိုတော့အများကြီး safety ရလို့ခံစားရပါတယ်ဒီ60 kW ကတနာရီကိုအသွင်းချိန်60 kW EV ကတစ်စီးစာသွင်းဖို့ဆိုရင်တနာရီကျော်လောက်ဆိုပြည့်ရပေါ့နော်အိမ်မှာအသွင်းမယ်ဆိုအချိန်ကြာမြင့်နေတဲ့ကြောင့်မလို့မယူဖက်ကနေပြီးတော့ဒီ EV ကားတွေကိုအသွင်းဖို့အတွက်ဒီမယူစီမှာရှိတင်သွင်းထားတဲ့ inverter လေးကတနာရီကို25 kW အသွင်းနိုင်တဲ့အတွက်ကြောင့်မလို့နိုင်2နာရီကျော်လောက်နဲ့အသွင်းနိုင်တာမလို့ဒီ EV ကားရှိတဲ့လူတွေအတွက်အရန်ဆင်ပြေပါတယ်လူချင်းနေဝဲချင်းနေဆိုတော့ဘယ်မှမတော့ရှာနေတော့ပဲနဲ့ SCP power solar မြန်မာပါလားဒါရောက်ပြီးတော့ထုံစမ်းပြီးတော့မြင်းမြန်းပြီးတော့ကိုယ်စိတ်တိုင်းကျသိချာမေးပြီးတော့ရှာပြီးတော့ဝယ်လို့ရပါတယ်ရှင်